ဖုံဖုံတစ်ခုမေးမယ်ကောင်းမှုတစ်ခုပြုရင်အဲ့ကောင်းမှုကုသိုလ်ရတယ်မရဘူးဆိုတာဘယ်သူကတရားစီရင်ပေးပြီးဘယ်ကိုသွားရမယ်မသွားရဘူးဆိုတာဘယ်သူကစီရင်ချက်ချတာလဲဗုဒ္ဓတရားဗြဟ္မာနတ်တဲ့ဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာနော်မတ်ပိုင်ရှင်ကိုဦးစင်းတစ်ခုမေးမယ်မတ်ပိုင်ရှင်မိကိုကင်ရင်ဘယ်လိုအရသာခံစားရမလဲပူတဲ့အရသာခံစားရမယ်ရေကိုကင်ရင်ဘယ်လိုအရသာခံစားရမလဲအေးတဲ့အရသာခံစားရမယ်အဲ့ဒီပူတဲ့အရသာအေးတဲ့အရသာကိုဘယ်သူကလာပေးတယ်ပြောမလဲမင်းကတော့မိကိုကင်တဲ့အတွက်ကြောင့်ပူစေကွာမင်းကတော့ရေကိုကင်တဲ့အတွက်ကြောင့်အေးစေကွာဆိုပြီးဘယ်သူကလာပြီးတော့တရားစီရင်ချက်ချဆုံးဖြတ်ပေးတာလဲဘယ်သူကမှလာပေးတာမဟုတ်ဘူးဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာပူတဲ့အကျိုးဖြစ်တယ်ဆိုတာဟာမိကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာအေးတဲ့အကျိုးတရားဖြစ်တာဟာရေကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာနော်အဲ့ဒီဥပမာအတိုင်းပဲကုသိုလ်ရဲ့အကျိုးခံစားရတယ်ဆိုတာဟာကုသိုလ်တည်းဟူသောအကြောင်းတရားကိုလုပ်လို့ခံစားရတာဖြစ်တယ်အဲ့ဒီအကျိုးတရားကိုကြည့်ပြီးအကြောင်းတရားကိုမရှာတတ်တဲ့အခါမှာတချို့ကတကုရှင်ကပဲပေးတယ်လို့ကယ်တင်ရှင်ကပဲပေးတယ်လို့ထင်သွားကြတာနော်ဒါကြောင့်ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားရတာဟာဘယ်သူကမှလာပေးတာမဟုတ်ပါဘူးမိကိုကင်ရင်ပူတဲ့အကျိုးတရားခံစားရတယ်လို့ရေကိုကင်ရင်အေးတဲ့အကျိုးတရားခံစားရတယ်လို့ကုသိုလ်တည်းဟူသောအကြောင်းတရားကိုလုပ်လို့ကုသိုလ်တည်းဟူသောအကျိုးတရားကိုခံစားရတာဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်